အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာကေဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံအနောက်ဘက်မှာစစ်ကောင်စီထွန်းချောမှုကင်းလင်းသွားသည့်ရခိုင်လူငယ်တွေရဲ့စစ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုကျွန်တော်တို့အတူအဆုံးထိလေ့ကျင့်ဖို့ဖိတ်ခေါ်ပါတယ်2020နောက်ပိုင်းဖြစ်ပေါ်တဲ့အာရကတက်တော်နဲ့စစ်ကောင်စီတို့ကြားတပွေတွေကြောင့်ပြည်ပမှာအလုပ်ထွက်လို့နေကြတဲ့ရခိုင်လူငယ်တွေအများပြားလာတော့တင်ပြခဲ့ရပါတယ်ဒါပေမဲ့အကပြည်သူတော်လိုင်းရဲ့အစိုးရဟာအထက်တက်ပညာရေးမြပြီးဆုံးတဲ့ Great ကျောင်းသားကျောင်းသူတွေကိုစာစစ်ဌာနနဲ့ဖွင့်ပြီးစာမြစ်တွေဖြစ်စုခွင့်ပြုခဲ့တယ်လို့လည်းသိရပါတယ်အကပြည်သူတော်လိုင်းအစိုးရမှာဖြစ်စုခွင့်ပြုခဲ့တဲ့ Great အောင်မြင်ပြီးစစ်သွားတဲ့လူငယ်တွေနဲ့စစ်ကောင်စီလက်ထက်ကအထက်တက်ကိုအောင်မြင်ပြီးစစ်သွားတဲ့လူငယ်တွေအခုဘာတွေဖြစ်နေကြပြီလဲဆိုတာကိုကျွန်တော်နဲ့တူလေ့လာလိုက်ကြအောင်ခင်ဗျာ2025ခုနှစ်တွင်အာရခတက်တော်ပြဋ္ဌာန်းလိုက်တဲ့စစ်မှုထမ်းဥပဒေဟာလူငယ်တွေနဲ့ပြည်သူတွေကိုအမှန်တကယ်တော့တုံ့လောက်သွားစေခဲ့ပါတယ်။ဒီပြဋ္ဌာန်းချက်ကြောင့်တချို့ခိုင်လူငယ်တွေဆိုပြည်ပနိုင်ငံတွေကိုရှောင်ထင်းသွားတယ်လို့လည်းသိရပါတယ်။ပြည်ပနိုင်ငံတွေကိုရှောင်ထင်းသွားတဲ့သူတွေကိုအာရခတက်တော်ကအတားအဆီးတွေပြုလုပ်ပြီးရက်တန်းစေခဲ့တယ်လို့သိရပါတယ်။အာရခတက်တော်ဟာယနေ့ထိတဲ့အသက်16နှစ်ပြည့်ပြီးလူငယ်တွေကိုစစ်မှုထမ်းရန်စောင့်ခေါ်နေပါတယ်။ပြည်သူတချို့ရဲ့ပြောစကားအရဆိုရင်စင်ကေဝေတာဖြစ်ဖြစ်ကားဝေတာဖြစ်ဖြစ်ဘာပဲလို့စစ်မှုထမ်းဆောင်ထားတဲ့သူဖြစ်မှလုတ်ပင်ခွင့်ရတော့မှာရုပ်စံစံနဲ့ထွက်နေပြီလေဒီလိုအခြေအနေမျိုးတော့မဖြစ်သေးပါဘူး။ကဘာပေါ်ကနိုင်ငံတွေကလူငယ်တွေဟာကိုယ်ကံမှာကိုဖန်တီးမလားဖန်တီးထားတဲ့ကံမှာကိုပဲရှောင်မလားဆိုပြီးရွေးချယ်ကြတဲ့ခုရှိကြပါတယ်။အများအဖြစ်မြောက်ကိုရီးယားနိုင်ငံဟာရှမ်းမထားတဲ့ကံမှာလိမ့်နေရတဲ့နိုင်ငံတစ်ခုတည်းပါဝင်နေပါတယ်ဒီလိုပဲရခိုင်လူငယ်တွေရဲ့အနာဂတ်ဟာလည်းဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကိုကျေးတဲ့အနေနဲ့ကိုယ်မျိုး